တကယ်ချင်းတော့ကိုဒီနေ့တင်ပါအတွက်ပြပေးမှာကဒီလိုလေးကျိုးတစ်ချောင်းဖြစ်စေတန်းလေးဖြစ်စေလိုအပ်တယ်တန်းဆိုရင်တော့နေရာလေးပြအောင်ပေါ့နော်လက်ကိုပြုဖို့အတွက်ကျိုးလေးရတယ်ကျိုးလေးကိုကိုယ့်ရဲ့ဒီလိုလေးလက်စပ်လေးကန်လိုက်ပေါ့နော်ကျိုးလေးကန်ပြီးသွားပြီဆိုရင်ဒီမှာမတက်လေးရက်လိုက်မတက်ရပြီးချောကတဲ့တယ်ပဲနော်ဒီမှာမတက်တယ်မှာခါလေးကော်လိုက်မယ်โอเคဒီမှာခါလေးကော်တာဆင်းလာမယ်နော်ခါလေးကော်တာဒီနားကြီးပဲဆင်းမယ်ဟိုအောက်ဒီပဲဆင်းဒီနားလေးရောက်ပြီဆိုရင်ရန်တက်မယ်โอเคဆင်းနော်ဒီခါလေးကော်တာခါကော်တာမှာတင်လာကြည့်ပါနော်ဒီဘောလေးနဲ့ကိုရမယ်ဆင်းလာပြီရန်တက်မယ်နော်ဒီဆယ်ရတော့6ပါဒီဘောလေးနဲ့ကိုရမယ်ဒီမှာဆယ်လာပြီခါလေးကော်တာရန်တက်လာမယ်နော်ခါလေးကော်တာโอเคဒီမောင်ကြီးနော်လာကပ်ပြီးဆဲမယ်ကပ်ပြီးတက်မယ်နော်ကပ်ပြီးဆဲမယ်ကပ်ပြီးတက်မယ်အဲ့ဒါကို15ချိန်15កောက်4ကြော်တော့အိမ်မှာလည်းလုပ်ရနောက်တစ်မျိုးထပ်ပြမယ်နောက်တစ်မျိုးကဒါလည်းဒီကျိုးလေးနဲ့ပဲလက်ကလေးလက်တဆန်လေးပေါ့နော်လက်ကလေးကိုဆန်လာတဲ့အခါမျိုးလေးရတယ်တန်းရနော်ဒူးပြည့်လေးတန်းပြည့်စေရှာလေးကိုဒီလိုလေးပဲအဲ့ဒါလေးကိုပူလာနော်နောက်လို့တဲ့လေးကိုပူလာမှာတဲ့လေးပဲအဲ့ရလေဒီလိုလေးနဲ့ကိုရမယ်ဒါလေးကောတာဆင်းလာပြီဝါဒီကတော့ဒီခန္ဓာကိုဒီပေါ်မှာဝေကလေးပါရင်ဒီမောက်ပို့ပြီးကြည့်တယ်နော်ဟုတ်ဒီလူတွေနဲ့ကိုရတယ်နော်ဆင်းလာပြီအဲ့ဒီကုန်ပြီတော့โอเคသူလည်းအဲ့လိုပဲ15ရေ4ကြောလုပ်ရတယ်အိမ်မှာဘာပစ္စည်းမှမရှိတဲ့အလွတ်ကြတော့လေဒီလိုတိုင်းနဲ့တော့အကယ်လို့များလက်ထဲမှာကင်လို့ရတဲ့အလေးလေးရှိရင်တော့ပိုကောင်းတာပေါ့ကြောက်ပြင်းလို့ပါလို့ရှိရရတယ်နော်ကြောက်ပြင်းဒီလိုလေးကင်ပြီးတော့လုပ်လို့ရတယ်နော်โอเค